power bank နဲ့ CCTV နဲ့ဒီလိုတွဲသုံးရင်အဆင်ပြေနိုင်တယ်အဖြေကတော့အဆင်မပြေနိုင်ပါဘူးဘာလို့လဲဆိုတော့ power bank က5 volt 9 volt 12 volt ထုတ်ပေးတယ်သူထုတ်ပေးတဲ့ဟာကိုတစ်ဖက်ကိုလှမ်းသိပေးပြီးတော့အလုပ်လုပ်တယ် CCTV ကကျတော့12 volt ပဲထွက်တယ်12 volt ပဲလက်ခံတယ်ဒါပေမဲ့သူ12 volt လက်ခံတာကို power bank ကိုပြန်စကားမပြောဘူးအဲ့အတွက်အဆင်မပြေပါဘူးပြီးတော့နောက်တစ်ချက်ညဘက်ဆိုရင် infrared တွေထွက်တဲ့အတွက် power consumption များတဲ့အတွက် power bank ကိုအပူလွန်ကဲစေတယ်ပျက်စီးစေနိုင်ပါတယ်โอเคအဲ့ဒါဆို CCTV ကိုဘယ်လိုသုံးမလဲပြီးလာတဲ့အချိန်မှာဖြေရှိပါတယ်နော် UPS လေးနဲ့သုံးပါ UPS ကအကောင်းဆုံး solution ပါပဲเนาะ UPS လေး CCTV ဆိုင်တွေမှာဝယ်ပြီးတော့သုံးလို့ရပါတယ်ဒါမှမဟုတ်ရင် power station နဲ့သုံးပါမြည်ကြတဲ့အချိန်မှာ power station UPS စီသူတို့ရဲ့အလုပ်လုပ်ပုံ function နဲ့တူတူပါပဲเนาะအဲ့လိုသုံးမှပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်တစ်လုံးတစ်လေကတော့ CCTV ကို power bank သုံးတာမသိတာနိုင်ပေမဲ့အများကြီးတက်ထားတဲ့နေရာမှာဆိုတော့အဖြေကတော့ UPS တော့မဟုတ် power station ပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေ